အားလုံးပဲမင်္ဂလာပါရှင်ဆီယမဖြိုးမော့ခင် YouTube channel ကနေကြိုးဆိုပါရစေဒီဗီဒီယိုလေးထဲမှာ2025ဒီဇင်ဘာလအတွင်းစနေသားသမီးတွေရဲ့အထွေထွေကံကြမ္မာနမိတ်ကိုဖတ်ပေးမှာဖြစ်ပါတယ်ဗီဒီယိုဖိုင်ရန်ရှည်တော့မှဆိုတဲ့အတွက်ကြောင့်ကျွန်မတဲရော့ကက်တီကိုတော့တခါလေးချက်ထားပြီးသားဖြစ်ပါတယ်စနေသားသမီးတွေကဒီဇင်ဘာလအတွင်းမှာဆိုကို့မှာအထွေထွေကိစ္စရက်တွေမှာစိတ်ရှုပ်စရာလေးစိတ်ပင်ပန်းစရာလေးအတွေးများစရာလေးဖြည့်ဆည်းမှုလေးရှိတတ်တယ်။ဒါကြောင့်ညတွေမှာအိမ်မပြောတာမျိုးလေးတွေဖြစ်တတ်တယ်။တချို့တော့အသက်ကြီးတဲ့သူလေးတွေပိုပြီးဂရုစိုက်ဖို့လိုတယ်။အသက်ငယ်တဲ့သူတွေကလည်းဘဝမှာကိုယ်အရင်တွေးတောရတယ်စဉ်းစားရတယ်။ခေါင်းရှုပ်စရာခေါင်းကိုက်စရာလေးတွေပေါ်နေတတ်ပါတယ်။ကျွန်မဒီမှာအခြေအမြစ်တာရေးကိုအရင်ဆုံးပြောပြပေးပါမယ်။စနေသားသမီးတွေအခြေအမြစ်တာရေးမိမိချစ်မြတ်လို့တဲ့သူနဲ့ဆိုလို့ရှိရင်တီးခြားနေရတဲ့ပုံစံမျိုးလေးတွေဖြစ်တတ်တယ်။ချစ်သူရှိတယ်အိမ်တော်ဘက်ရှိတယ်သူ့ဝင်မဲ့သူကတီးတဲ့ကိုကတီးခြားနေတယ်လိုမျိုးလေးတွေဖြစ်နေတတ်ပါတယ်။ဒါပေမဲ့ကျွန်မအစင်လုံးဝမပြေဘူးလို့မဆိုလို့တယောက်နဲ့တယောက်နဲ့ power struggle အားပြိုင်တာမျိုးလေးဖြစ်တတ်တယ်နင်ပါလဲငါပါလဲဆိုတာမျိုးလေးပေါ့ဒီလိုနမိတ်လေးတွေကိုယ့်ရဲ့အတ္တလေးတွေကိုကောင်းဆန်တဲ့စိတ်ကလေးကိုရှော့မယ်ဆိုရင်အဆင်ပြေတဲ့နမိတ်မျိုးလေးတွေ့တယ်အလုပ်ကိစ္စကိုအကြောင်းပြုပြီးတော့တယောက်နဲ့တယောက်နဲ့ခွဲခွာပြီးနေရတာမျိုးလေးသို့မဟုတ်တယောက်နဲ့တယောက်ဂရုမစိုက်နိုင်မျိုးလေးကြုံတွေ့ရတတ်ပါတယ်စနေသားသမီးတွေရဲ့တချို့သောစနေသားသမီးတွေကမိမိရဲ့မိသားစုဝင်နေနဲ့နော်မိသားစုဝင်နဲ့ပြန်လဲပေါင်းစည်းတာတွေပြန်လဲတွေ့ဆုံခြင်းနမိတ်မျိုးလေးဒီစင်မာလာထဲမှာတွေ့ရပါတယ်နောက်တစ်ခုကျွန်မပြောပါမယ်ဒီအလုပ်ကိုင်နဲ့ပတ်သက်ပြီးတော့ပြောပြမယ်စနေသားသမီးတွေကဘဝမှာကိုလုံးရမယ့်အလုပ်တွေကနေ့စဉ်တန်းစီနေတာမျိုးဒါမှမဟုတ်တချို့ကလည်းထိုင်ရမထလောက်ရတဲ့အလုပ်တွေမျိုးတွေလောက်ရတယ်တစ်ခုထပ်ပို့တဲ့အလုပ်တွေကိုလောက်ရတဲ့အနေအထားမျိုးတွေရှိတယ်ဒါကြောင့်စနေသားသမီးတွေကအလုပ်ပင်ပန်းမှာပါအလုပ်ပင်ပန်းတဲ့ကို့မှာဘဝမှာဖိအားများတာမျိုးတွေဖြစ်တတ်တယ်ဖိအားများရဲဆိုတော့အိမ်အလုပ်လည်းကိုယ်ပဲလောက်ရတာမျိုးပတ်စံရှာတော့လည်းကိုယ်ပဲတခြားသောဘဝရဲ့ဖိအားတွေများနေတာမျိုးတွေလည်းစနေသားသမီးတွေမှာတွေ့ရတယ်အဲ့တော့စိတ်ပင်ပန်းလူပင်ပန်းစိတ်ဖိစီးမှုတွေတွေ့ရမှာဖြစ်ပါတယ်တချို့သောစနေသားသမီးတွေကခရီးသွားဖို့ကိစ္စလေးတွေပေါ်လာတတ်တယ်တချို့ကမိမိရဲ့မွေးရဲ့မဟုတ်ဘဲတခြားနေရာမျိုးရောက်တာမျိုးတွေဒါတချို့သောသူတွေအတွက်ကိုပြောတာပေါ့အကုန်လုံးမဆိုလို့ပေါ့နော်ဒီဟာဒီ collective reading ဖြစ်တဲ့အတွက်အကုန်လုံးနဲ့တော့ energy resonate ဖြစ်ချင်မှာတိုက်ဆိုင်မှုရှိချင်မှာရှိမှာပါတိုက်ဆိုင်မှုရှိတဲ့စနေသားသမီးတွေအတွက်ကိုရည်ရပါတယ်ဒီလိုမျိုးလေးတွေစနေသားသမီးတွေကစိတ်ထဲမှာခေါင်းထဲမှာအရန်ကို planning ရှိတာတအားကိုဘဝမှာအနာဂတ်နဲ့ပတ်သက်ပြီးအရန်တွေးတာဒါကြောင့်စိတ်ဖိစီးမှုတွေများနေလို့ကျွန်မမြင်ပါတယ်ဒီလိုပုံစံမျိုးလေးတွေတွေ့တယ်ငွေကြီးကကျွန်မနမိတ်ကိုပြောပါမယ်စနေသားသမီးတွေကငွေကြီးနဲ့ပတ်သက်လို့မိမိထင်ထားသလောက်စိတ်ထဲမှာရှေ့ကိုမရောက်တဲ့အတွက်မပျော်ရွှင်ရတာမျိုးလေးစိတ်တိုင်းမကြတာမျိုးလေးတွေဖြစ်တတ်တယ်ကိုယ့်ထက်မိသားစုအရေးကိစ္စကိုကကြည့်ရှုစောင့်ရှောက်ရမယ့်သူတွေကိုထောက်ပံ့ပေးရတာငွေကြီးရပူပန်ရတာလေးမိမိကိစ္စတဲ့သူများကိစ္စပူပန်ရတတ်တယ်ကိုကကြည့်ရှုစောင့်ရှောက်ရမယ်ဥမာအငယ်ကြီးရှိတယ်မိဘတွေရှိတယ်ဆိုရင်ဒီလိုလေးတွေပဲပူပန်ရတတ်တယ်ငွေကြီးကံကြမ္မာနမိတ်မှာတခုသတိထားရမှာကစနေသားသမီးတွေအလုပ်လုပ်တယ်လုပ်ငန်းဆောင်ရွက်တယ်တခုခုဝယ်ခြင်းတယ်ဆိုရင်ကိုတယောက်တည်းအင်အားနဲ့အဆင်မပြေပါဘူးအဲ့တော့ပူးပေါင်းပြီးဆောင်ရွက်ပြီးတော့ collaboration လုပ်မှသာလေရပါမယ်တခုခုလုပ်ငန်းတွေဆောင်ရွက်ခြင်းတယ်ဆိုရင်တပားသူရဲ့အကြံဉာဏ်ကိုယူတာသုံးဖို့ပူးတွဲပြီးလုပ်ကင်ခြင်းရသည်လုပ်ငန်းတွေအတွက်ကိုအောင်မြင်ပါလိမ့်မယ်လို့မြင်ပါတယ်ကျွန်မဒီနေ့ဟောခဲ့ပေးတဲ့ကံကြမ္မာနမိတ်တွေအကုန်လုံးကောင်းသောနမိတ်တွေအကုန်မှန်ပြီးတော့မကောင်းသောကံကြမ္မာနမိတ်တွေလွဲပါစေလို့တခါလေးဆုတောင်းပေးပါတယ်ကျွန်မရဲ့ YouTube channel ဖြစ်တဲ့ဆီယမဖြိုးမောက်ခင်ကိုလည်း like and subscribe လေးလုပ်ထားပေးပါအောင်ရှင်ကျွန်မဗာလေးလေးတင်တဲ့အစောဆုံးသိရဖို့အတွက် notification လေး on ထားပေးပါအောင်เนาะကျေးဇူးတင်ပါတယ်နောက်ထပ် video file မှာပြန်ပြီးတော့တွေ့ကြပါမယ်ရှင်